မင်္ဂလာပါတောင်းဆိုထားတဲ့ no content reading လေးလုပ်ပေးလိုက်ပါတယ်ဒါကတော့အများနဲ့ကြည့်ပေးရတဲ့ January reading ဖြစ်ပါတယ်เนาะဒါကြောင့်မိမိနဲ့ energy ကြိုက်တာကိုပဲယူပေးပါ personal reading ယူခြင်းနဲ့ဆိုရင်တော့ကျမရဲ့ Viber Telegram ဖုန်းနံပါတ်ကိုတင်ထားပေးပါတယ်လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင် Okay ဖိုင်ဝမ်နေအားလုံးပဲမင်္ဂလာပါဖိုင်ဝမ်နေရွေးချယ်ထားတဲ့ကတ်လေးက2 of Pentacle Okay အဲ့ဒါပြောမယ်ဖိုင်ဝမ်အနေနဲ့တစ်ဖက်လူเนาะမိမိတို့မဟုတ်သူစီမှာရွေးချယ်စရာကိစ္စတွေရှိနေပါတယ်เนาะရွေးချယ်စရာတွေကဘယ်လိုလဲဆိုတော့ another person ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့အလုပ်အကိုင်းငွေရေးကြေးရေးမိသားစုရေးကျန်းမာရေးပညာရေးခြားသောခန္ဓာတစ်ခုခုနဲ့ကိုယ်နဲ့ခြားမှာ balance ဖြစ်အောင်လုပ်နေရတာတွေမလုပ်နိုင်တာတွေပေါ့နော် balance ဖြစ်အောင်မလုပ်နိုင်တာတွေရွေးချယ်ရခက်နေတာတွေကြုံနေတယ်ဒါမှမဟုတ်ရင်ကိုယ်ပေါ့နော်အဲ့လိုကိစ္စလေးတွေခြားမလို့ဒါဆက်သွယ်ရေးပြတ်တောက်သွားတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခါတယောက်နဲ့တယောက်ဒါအပေးယူမမျှတာတာရှိမှာပေါ့သူပေးတာကိုမကျင်တဲ့တာကိုပေးကိုလိုချင်တာကိုသူမပေးနိုင်တာအဲ့လိုမျိုးပေါ့နော်ကြည့်အောင်ဆက်ဖြစ်မယ်ရွေးချယ်စရာရှိရတော့တေချာသွားပြီဒီမှာလဲစဉ်းစားရွေးချယ်ဆုံးဖြတ်နေရတဲ့ဆိုတဲ့ဟာလေးထွက်လာတယ်ဆိုတော့မိမိကို तू ကလွတ်ချလိုက်ပြီလားဆိုတော့လဲလွတ်မချပါဘူးเนาะ तू လဲတတိရတယ် तू မမေ့သေးဘူးဒါပေမဲ့မိမိပါဝင် तू ရွေးချယ်နေရတာလေးတွေရှိနေတယ်ဆိုတာလေးကိုမြင်တယ်တော့ဘာတွေဖြစ်လာမလဲဆိုရင်တော့ तू ရွေးချယ်လိုက်မယ်ပေါ့ပြန်ရောက်လာနိုင်လားဆိုတော့ဒီမှာပြန်ရောက်လာနိုင်တယ်เนาะပြန်ရောက်လာနိုင်ပေမဲ့လို့လေကိုယ့်ကိုပြက်ပြက်သားသားနဲ့ရွေးချယ်တဲ့ပုံစံမျိုးနဲ့ရောက်လာတာမဟုတ်ဘဲနဲ့မပြတ်မသားလေးတွေရှိနေတတ်တယ်เนาะဒီ physical အရာပြတ်သွားတယ်ဆိုရင်တော့မှပဲသူ့ရဲ့ emotional တွေစိတ်တွေကရောက်နေမိတာမျိုးသွားတတိယမိနေတာမျိုးဒါမျိုးအနေထားလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုလေးမြင်ရတယ်ဆိုတော့ပြန်ရောက်လာနိုင်လားပြန်ဆက်သွယ်လာနိုင်လားဆိုရင်တော့ပြန်ဆက်သွယ်လာနိုင်တယ်ဒါပေမဲ့ဒီရေရှည် long term အထိဆိုတာတော့တိတ်တော့မမြင်သေးဘူးနှစ်ယောက်သားမှာ balance ဖြစ်အောင်တယောက်နဲ့တယောက်နားလည်မှုပို့ပြီးတော့ကြီးမားအောင်ပို့ပြီးတော့ခိုင်မာအောင်လို့ပေချာ handle လုပ်ရမယ့်အပိုင်းนี้အများကြီးကြံသေးတယ်ဆိုတာလေးကိုပြောချင်တယ်เนาะဒီ connection ကအခုလောလောဆယ်ကိုလည်းစဉ်းစားရွေးချယ်ဆုံးဖြတ်စရာတွေရှိနေတယ်ဟုတ်ကဲ့ကြည့်အောင်အဲ့တော့ဒီ oracle လေးရဲ့ဟဲ့အဲ့တော့ဒီနှစ်ကတ်ထွက်လာတာကပြောချင်တာလေအခုချိန်မှာမိမိကသူ့ပေါ်အရန်ကိုဒါလွမ်းစွနေရမျိုးတတိယမိနေရမျိုးဒါမှမဟုတ်သူ့အရန်လုံချင်တယ်ပြန်ပြီးတော့ပေါ့နော်ဟိုဖြစ်တာပေါ့ဆွဲလန်းမမောစိတ်တွေပေါ့နော်ဖြစ်နေလိမ့်မယ်နောက်တစ်ခါသူနဲ့ပတ်သက်တဲ့စိတ်ခံစားချက်တွေနာကျင်စရာတွေလွမ်းမောစရာတွေနောက်တစ်ခါခံပြင်းစရာတွေပေါ့နော်ဒီလိုကိစ္စရက်တွေမှာမိမိကအရန်ကိုတစ်ဖက်သက်ဆန်စွာနဲ့ energy drain ဖြစ်အောင်ခံစားမိနေမယ်အချိန်လေးဖြုံးမိနေမယ်ဒါတွေကိုပဲတစ်ချိန်လုံးခေါင်းထဲမှာထပ်ခါတွေးမိနေမယ်ရုံမထွက်နိုင်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ရုံထွက်ဖို့အကြံပေးခြင်းနဲ့เนาะဒါတွေကဘာမှအကျိုးကောင်းကျိုးကိုပြစ်ထွန်းလာမှာမဟုတ်ဘူးပေါ့နော်ဒါဒီလိုစိတ်ခံစားချက်တွေကိုလွှတ်ချဖို့အတွက်ကိုတော့ကျွန်မအကြံပေးခြင်းနဲ့ဒီမှာတွေ့လားချလိုက်တော့နော်မြင်ရလားမသိဘူးအခုဒီမှာဆိုလို့ရှိရင် the Phoenix energy နဲ့သူကဒါမီးပုံတွေကနေပြီးတော့နောက်ထပ်တစ်ချိန်ပြန်လဲရှင်တန်တဲ့နမိတ်ဆိုတဲ့အခါကျတော့လေအခုချိန်မှာကိုကရှုံးသွားတယ်အလူအလဲခံစားနေရတယ်တတိယနေတယ်ဆိုရင်တော့မှပဲဒီ connection ကနောက်ထပ်တစ်ဖန်ပြန်လဲရှင်တန်လာပါလိမ့်မယ်နောက်တစ်ချက်ကတော့မိမိကနောက်ထပ်တစ်ဖန်ပြန်ပြီးတော့အစ်တွေနဲ့ပြန်လဲပြီးတော့အားအင်အစ်တွေနဲ့မွေးဖွားလာဖို့အချိန်တန်နေပြီပေါ့နော်အဲ့လိုမွေးဖွားလာဖို့လဲထိုက်တန်နေဆိုတာလေးကိုကိုယုံကြည်ထားပါဒီဘက်ကဖြစ်နေတဲ့ဒီဘက်ချမ်းကเนาะ emotional အဟောင်းတွေကိုလွတ်ချဖို့အတွက်ကိုအကြံပေးခြင်းနဲ့ပြီးရင်ဒီ energy လေးနဲ့ပြန်လဲပြီးတော့နှိုးထားပါเนาะပြန်လဲပြီးတော့အားအင်အစ်တွေနဲ့ကို focus ထားပြီးတော့စူးစမ်းတည်ဆောက်ပါဆိုဒီမှာဆိုလို့ရှိရင်ဒီမှာပြောထားတယ်ဘာပဲဖြစ်ဖြစ်ဒီမှာဟိုကောင်းတဲ့ mindset ကလေးနဲ့ positive mindset လေးတွေများတွေးမယ်ဒီ negative တွေကိုထားခဲ့ပြီးတော့တွေးမယ်ကိုလိုချင်တဲ့အရာကိုအတိအကျကိုစိတ်ကလေးကပုံဖော်နေမယ်ဆိုလို့ရှိရင်ကိုအတွက်ကအဲ့ဒါတွေကမလွဲမသွေရောက်လာပါလိမ့်မယ်သိလားနော်နောက်တစ်ခါငွေရေးကြီးတွေကံကောင်းလာဖို့တွေရှိတယ်ကိုအတွက်ကဟိုလက်လာပါတွေလည်းတိုးတက်လာဖို့တွေရှိတယ်ဆိုတော့လေကိုမပြောက်ဆုံးစေပါနဲ့နော်
အခုချိန်မှာသူကကိုယ့်ဓာတ်ပုံလေးတွေချိန်ပြီးတော့ကိုယ့်ကိုသတိရနေရမျိုးကိုယ်နဲ့ပြန်ပြီးတော့ memory တစ်လေးတွေဖန်တီးနေချင်တာမျိုးလေးတွေလည်းရှိနေပါတယ်တေချာတစ်ခုကတော့သူလည်းကိုယ့်ကိုသတိရနေတယ်လို့မချဘူးဒါပေမဲ့ရွေးချယ်စရာတွေရှိနေတယ်ပြန်ရောက်လာလိမ့်မယ်ပြန်ရောက်လာတဲ့အခါမှာလည်းအဲ့လိုရွေးချယ်စရာတွေကိစ္စရက်တွေနဲ့သူနဲ့ကိုယ်နဲ့ကညှိနှိုင်းဆွေးနွေးပြီးတော့သွားစရာတွေဖြစ်လာမယ် balance ဖြစ်အောင်ညီမျှအောင်လုပ်ရမှာတွေရှိတဲ့အတွက်ကိုဟာတန်မာနေဖို့လိုတယ်เนาะအကောင်းပေါ့เนาะအကောင်းမြင်စိတ်များများမွေးဖို့လိုတယ်ဆိုတာလေးကိုဒီကပြောချင်တယ်โอเคသူဘာပြောချင်လဲကြည့်ရအောင်တွေ့ရနော် I love you တဲ့ဆိုတော့ငါမင်းကိုနေရာတိုင်းမှာရှာဖွေနေတယ်တဲ့နေရာတိုင်းလိုက်ကြည့်နေပေါ့နော်ရောက်တဲ့အရာမှာသတိရနေရဆိုတာပြောချင်တာဆိုတကယ်လို့မင်းသာသူမရှိဘဲနဲ့အောင်မြင်နေတယ်ပျော်ရွှင်နေတယ်တောက်ပနေရဆိုရင်တော့ငါတကယ်အံ့ဩမိမှာချီကျူးမိမှာပဲချီနူးမိမှာပဲပေါ့နော်အဲပြောချင်တာရှင်းပါတယ်ကို focus ထားဖို့အချိန်ရောက်နေပြီငါတို့နှစ်ယောက်ကြားမှာရှိနေတဲ့တန်ရောစင်တွေငါတို့နှစ်ယောက်ရဲ့ဒီ connection တွေကိုလည်းငါနားလေစပြုတ်လာပြီပေါ့နော်အဲ့လိုမျိုးလေးသူပြောထားတယ်သူသိပါရဲ့ပေါ့နော်သူရဲ့တတိယစိတ်တွေပြင်းထန်နေရလဲသူသိတယ်သူတယောက်နဲ့တယောက်အချစ်တွေကိုသူနားလေစပြုတ်လာပြီပေါ့နော်တော့မင်းလည်းသိတယ်ငါလည်းသိတယ်တဲ့ငါတို့နှစ်ယောက်စလုံးမှာရွေးချယ်စရာတွေရှိနေတယ်ဆိုတာငါတို့နှစ်ယောက်လုံးသိပါတယ်တွေ့တယ်မလားโอเคအဲ့ဒီတော့ဖိုင်ဝမ်လေးတွေပြောချင်တဲ့အဓိပ္ပာယ်ကိုနားလည်မယ်ထင်ပါတယ်เนาะအခြေကြီးကံကောင်းပါစေလို့လည်းအားလုံးဆုတောင်းပေးပါတယ်ကံကောင်းမယ်လို့လည်းပြေဝယုံကြည်ပါတယ်เนาะ Okay fine true တွေအားလုံးပဲမင်္ဂလာပါfine true တွေရွေးချယ်ထားတဲ့ကက Queen of Wands တဲ့ဟုတ်ပြီအဲ့ဒီတော့ဖိုင်တူးတွေနဲ့တစ်ဖက်လူကတယောက်နဲ့တယောက်ကစိတ်ခံစားချက်တွေကတော့တယောက်ပေါ်တယောက်အရန်ကိုပြင်းထန်ကြတယ်အရန်ဆွဲလန်းနေတိလားအရန်ဆွဲလန်းနေအရန်ပြင်းထန်နေပြောရမစို့အရန်ချစ်တယ်နော်တယောက်နဲ့တယောက်အရန်ချစ်တယ်စိတ်အားထက်သန်မှုတွေအရန်ရှိတယ် passion ရှိတယ်တယောက်ကိုတယောက် attraction လဲမရှိတဲ့ connection မျိုးအဲ့ဒီ connection မျိုးပေါ့နော်အခုအချိန်ထိလဲတယောက်ကိုတယောက်ကအဲ့ဒီလိုဖြစ်နေစေပဲနောက်တစ်ခုကဝါတယောက်နဲ့တယောက် telepathy ရှိရစိတ်ချင်းဆက်နွယ်မှုရရှိရသိလားဟိုကိုသတိရနေသူအရန်ကိုပြင်းပြင်းထန်ထန်သတိရနေတာမျိုးကိုအကြောင်းတွေအများကြီးစဉ်းစားနေတာမျိုးကိုပေါ်မှာအရန်ကိုကိုအတွက်ကိုဒါဟိုပူပင်တော့ကရောက်နေတာမျိုးပေါ့နော်အဲ့လိုမျိုးတွေဒါတယောက်ကိုတယောက်သူဖြစ်ရင်ကိုလည်းဖြစ်နေဆိုရယ်ပုံစံမျိုးတွေမှာတော့မြင်ရတယ်နော်အဲ့လိုလေးချစ်တာလည်းတယောက်နဲ့တယောက်တော်တော်လေးချစ်တယ်အားကောင်းခဲ့ရဆိုတာလေးတွေ့ရပါတယ်ဘာကြောင့်မို့လို့ဝေးသွားတာလဲစက်တော်ကြီးပြတ်သွားတာလည်းမသိเนาะချစ်ရတာနဲ့အဲ့တော့အသေးကွဲနေတာပေါ့เนาะအသေးကွဲနေတာအပြင်ကိုဘာတွေဖြစ်လာမလဲဆိုတော့အဲ့လိုပေါ့လေเนาะဒါတယောက်နဲ့တယောက်စက်တော်ကြီးပြတ်ကြစက်တော်လို့မရတဲ့ကိစ္စတွေအကြောင်းမို့ဝေးနေတဲ့ကိစ္စတွေအကြောင်းမို့လို့အသေးကွဲစရာတွေနာကျင်စရာတွေဖြစ်နေကြတယ်ပေါ့เนาะဖြစ်လာနိုင်တယ်ပြီးတော့နှစ်ယောက်စလုံးပေါ့เนาะသူတို့မဟုတ်ကိုယ့်စီမှာကြီးကြီးမားမားဆုံးရှုံးစရာလေးတွေကြုံတဲ့အနေအထားမျိုးလေးရောက်လာနိုင်တယ်မှာကြီးကြီးမားမားဆုံးရှုံးစရာဆိုတာကဒီအလုပ်ထဲမှာလုပ်ငန်းကိုင်ငန်းဆုံးရှုံးနေကြုံရတာမျိုးငွေကြီးဆုံးရှုံးနေကြုံရတာမျိုးမိသားစုအကြီးအကဲညထားပါတော့เนาะမပြောချင်ဘူးမပြောတော့ဘူးเนาะအဲ့ဒါလေးကြုံရနိုင်တယ်နော်အဲ့ဒါလေးကြုံရနိုင်တယ်ဆိုတော့ကျမခံစားမိတဲ့ဟာလေးကိုပြောပြမယ်ဒါဒီ connection ကလေတယောက်နဲ့တယောက်သိချစ်ကြတယ်သိချစ်ကြပြီးတော့ဘာကြောင့်အဆက်အသွယ်ကြီးပြတ်ပြီးတော့ဒီလိုအသေးကြီးကွဲနေရလဲဆိုလို့ရှိရင်ဒါအခုလောလောဆယ်မှာကိုကသူတို့မဟုတ်ကိုစီမှာဒီလိုကိစ္စတွေဖြစ်နေတယ်ဒါဆုံးရှုံးတာမဟုတ်ဘူးဆိုရင်တော့မှပဲအစင်မပြေခြင်းတွေနာကျင်စရာတွေပင်ပန်းစရာတွေပေါ့နော်ဒါလုပ်ငန်းကိုင်ငန်းပဲဖြစ်ဖြစ်တခြားသောလူမှုရေးကဏ္ဍပဲဖြစ်ဖြစ်တခြားမိသားစုဘာညာပေါ့ရှိမယ်အကြောင်းအရာတွေတော့အဲ့ဒါတွေကြုံနေရတယ်နောက်ထပ်တစ်ခုကကြတော့လေအရန်ချစ်တယ်အရန်ကိုဆွဲလန်းမမောတဲ့ခါကျတော့တယောက်ကိုတယောက် control လုပ်ချင်တယ်နောက်တယောက်ကိုတယောက်ဆုံးရှုံးရမှာကြောက်တယ်ဘာပဲဖြစ်ဖြစ်ကြုံလာတဲ့အရာတွေကိုရင်ဆိုင်ဖို့တွေနည်းနည်းကြောက်ကြတယ်အကြောက်လွန်တာတွေအတွေးလွန်တာတွေကြောင့်မို့လို့နှစ်ယောက်က separation ဖြစ်သွားတဲ့ပုံစံမျိုးသိလားခဏ break လိုက်ရတဲ့ပုံစံမျိုးလေးမြင်ရတယ်ဆိုတော့လေတယောက်ကိုတယောက်လွတ်ချဖို့လိုတယ်တော့လွတ်ချဖို့ဆိုတာဒီလူကြီးကိုမေ့လိုက်ဖို့မဟုတ်ဘူးเนาะအဲ့တော့သူ့အပေါ်မှာကိုအရန်ကို control လုပ်ချင်တာတွေသူ
သူကလည်းကိုယ့်ပေါ်မှာအရန် control လုပ်ရှင်တာတွေအဲ့ဒါတွေကိုလွှတ်ချဖို့ healing လုပ်ဖို့အတွက်ကိုအရင်လိုအပ်တယ်ကိုယ့်ရဲ့ဒီအခုကိုကဒီအလုပ်ထဲမှာအာယုံမဆိုင်နိုင်တာတွေဘာဖြစ်နေလဲဒီအရာကြီးကိုပဲကိုကထွေးပိုက်ထားပြီးတော့လွတ်ချဖို့ခက်နေဆိုတော့လွတ်ချလိုက်ပြီးတော့ကိုယ့်ရဲ့ဒီ financial ဘက်ကိုပြန်ပြီးတော့ဦးစားပေးဖို့တွေအများကြီးလိုအပ်နေတယ်တိလား healing လုပ်ဖို့လုံးဝကိုလိုအပ်တယ်ကွာနော်ပြီးတော့ expectation တွေပေါ့အရန်ကိုမျှော်လင့်ချက်တွေတယောက်ကိုတယောက်ထားတာတွေမျှော်လင့်ချက်ဆိုတာကဟိုမှာထားပါတော့ तू ဖြစ်ချင်တယ် तू ဖြစ်နေတဲ့အရာတွေ तू အရာတွေအကုန်အဆဆရအကုန်သိချင်တယ်သိရမလားကိုကဒီပုံစံမျိုးလိုချင်တယ်ဒီတိုင်းပဲတွေးတန်တမိန်တွေအခုဆိုအခုချက်ချင်းဆက်သွေးတာမျိုးဦးစားပေးတာမျိုးပေါ့နော်ဒီဘာမဟုတ်တာတွေပေါ့လေနော်အဲ့ဒါတွေကအဲ့လိုမျိုးတွေချောင်းမို့လို့နှစ်ယောက်ကနည်းနည်းညှိနှိုင်းလို့မရဖြစ်နေတယ်ချစ်ရသားနဲ့ပေါ့နော်အဲ့ဒါလေးပဲအရင်ဆုံးလွတ်ချလိုက်မယ်ပြန်လာလိုက်မယ်ပြန်လာတဲ့အခါမှာ four of pentacle energy နဲ့ဆိုလို့ရှိရင် commitment level အထိအောင်မှာရောက်သွားမယ်သူမျိုး။ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်ကတိတ်ကိုသေးချတယ်မြဲမြဲချစ်ကြတယ်။သိလားဒီအခြေအနေဒီအနေထားတွေဒီ state တွေကိုကြော်ဖြတ်နိုင်နေဆိုလို့ရှိရင်အနာဂတ်မှာပေါင်းစည်းသွားမယ် energy မျိုးတွေ့တယ်နော်။အဲ့ဒါလေးကိုခံစားမိနေတယ်။ဆိုနှစ်ယောက်က oracle လေးကိုကြည့်ရအောင်။ကဲလာပါပြီ။ twin flame နဲ့ကျမအဲ့ twin flame ကိုတိတ်တော့ stand မလုပ်ဘူးသူအရင်ပင်မန်းနေ twin flame ရဲ့တဘာဝကိုအတူချုံပြောရမယ်ဆိုရင်တော့တယောက်ကိုတယောက်တိုးတက်အောင်လို့လုပ်ကြရတာပေါ့နော်ပြီးတော့သူတို့ကလေဒီ life purpose တွေ soul purpose တွေ mission တွေနဲ့လာကြတိလားဒီဘဝမှာဘာဖြစ်ရမယ်ဘယ်နေရာကိုရောက်ကမယ်ဘယ်လိုဖြစ်အောင်လုပ်ရမယ်ဆိုပြီးအဲ့လိုရောက်ဖို့အတွက်ကိုလည်းတယောက်ကိုတယောက်ကအမြဲ trigger လုပ်ရတယ်နာကျင်အောင်လုပ်ပြီးတော့ခန်းစားချက်တွေကိုပြန်လဲတိဆောက်ပြီးတော့ healing လုပ်ကိုပြန်လဲတိဆောက်အဲ့အရာတွေမှာတိုးတက်လာတစ်စင်ချင်းတစ်စင်တိုးတက်လာအဲ့လိုမျိုး mission တွေနဲ့လာကြတာဆိုတော့တိတ်ပင်မန်းတယ်ဟိုပင်မန်းလို့ဘဝအတွက်တော့အရင်အကျိုးရှိရပေါ့နော်အဲ့လိုလေးတော့အဲ့ဒီ connection ရှိနေတယ်ဒါပေမဲ့ union ဆိုတဲ့စကားလေးမြင်နေဆိုတော့ပြန်ဆုံဖို့ရှိတယ်ပြန်ဆုံတဲ့အခါမှာ commitment level အထိသွားနိုင်လိမ့်မယ်စိစက်တာလက်ထပ်တာမျိုးသွားနိုင်လိမ့်မယ်เนาะအခုချိန်မှာကိုကဟိုအရန်ကိုဒီမှာကြည့်ပါအောင် control လုပ်ချင်တဲ့စိတ်တွေသူတို့မဟုတ်ကိုเนาะတယောက်နဲ့တယောက်အဲ့ဒီ control လုပ်ချင်တဲ့စိတ်တွေချောင်းမို့လို့အခုဝေးကွာနေတဲ့အချိန်မှာပို့ပြီးတော့ပူလောင်နေရလေးကိုမြင်ရတယ်เนาะအဲ့ဒါလေးကိုကboundary ပြန်ထားရမယ် set boundary သူ့အပေါ်မှာလဲကိုဟာနားလည်မှုလေးတစ်ခုနဲ့ကိုပိုင်း space လေးတစ်ခုပေးထားပြီးတော့စိတ်ရှိသည့်ခံမှုလေးတွေနဲ့ပြန်ပြီးတော့ဟိုစောင့်နေပေးရမယ်နောက်တစ်ခါကိုကလည်း set boundary ပေါ့နော်ငါကိုပင်ပန်းစီတဲ့ကိုယ့်ရဲ့ own expectation တွေကို short ချရမယ်သိလားကိုပြန်ပြီးတော့ဒီစားဖို့အချိန်ရောက်နေပြီဆိုတာလေးကိုပြောချင်တယ်ဆိုတော့အခုချိန်မှာဒီမှာဘာလုပ်ရမလဲဆိုတော့ကိုယ်တငယ်ချင်းတွေနဲ့အချိန်ဖြုံးတာmoving on လောက်တာပေါ့နော်သူ့နဲ့ခံစားနေရတဲ့ခုနခံစားချက်တွေเนาะနာကျင်ချက်တွေအဲ့ဒါကြီးမဟုတ်တဲ့အတွေးမြင်နေဟိုးမိုးတွေရွာလာဆိုအဲ့ဒါ moving on လောက်တာပေါ့နော်အဲ့ဒါလေးတွေလောက်ဖို့လိုအပ်တယ်ကိုကဒီဘက်မှာကိုအာယုံစိုက်ပြီးတော့ healing ဖြစ်လာတာနဲ့အမျှတစ်ဖက်ကကိုယ့်ရဲ့ divine partner ကလည်းလုံးဝကို healing ဖြစ်လာပြီးတော့နှစ်ယောက်က union ရှိရယ်ဟဲ့ကြည့်ပါဦးသူ့ရဲ့အောက်မှာ wedding rings လေးပြန်ချရဲဆိုတော့ဖိုင်ထူးတွေကကိုယ့်ပေါ်မှာပဲမူတည်နေတယ်ကိုကလုံးဝကိုဒီမကောင်းတဲ့ expectation တွေကိုလွတ်ချနိုင်ရင် union နေနှစ်ခုတောင်ပါเนาะပြန်လာလိမ့်မယ်ပြန်ပြီးတော့စုံရလိမ့်မယ်စုံရတဲ့အခါမှာ next level ဖြစ်သွားလိမ့်မယ်ဒီအနေထားတွေထိသွားနိုင်လိမ့်မယ်เนาะတကယ်ကို everlasting promise တွေနဲ့တကယ်ကိုဒါထာဝရတည်မြဲတဲ့ဂတိတွေနဲ့မသိဆုံးနိုင်တဲ့အချစ်ချင်းမြတ်တာတွေနဲ့အတူတူသွားနိုင်လိမ့်မယ်တဲ့မိုးတွေကလည်းရွာတယ်ထောက်ခံတယ်ဘာဝတရားကြီးကlove တဲ့ unconditional love တခုနပြောတဲ့အတိုင်းပဲเนาะ unconditional love ဆိုတာသူ့ရဲ့ဖြစ်တည်မှုလေးကိုဖြစ်တည်မှုလေးအတိုင်းပဲချစ်ပေးလိုက်နောက်တစ်ခါ self love ပေါ့เนาะတသားလေး oneness တသားလေးဖြစ်သွားအောင်ကိုလည်းချစ်ပေးလိုက်ကိုလည်းခွင့်လွှတ်ပေးလိုက်ကိုပင်ပန်းစီတဲ့အရာတွေကိုလည်းရှောင်ပြီးတော့ကိုပြန်ဂရုစိုက်ပေးလိုက်အဲ့လိုလှုပ်ခြင်းအဖြစ်တစ်ဖက်ကချစ်ချင်းမြတ်တာတွေကိုဟာပြန်ပြီးတော့ဆွဲဆောင်နိုင်လိမ့်မယ်တစ်ဖက်နဲ့တစ်ဖက်အဲ့လိုမျိုးချစ်ချင်းမြတ်တာတွေပြန်လဲပြီးတော့ဖြစ်လာလိမ့်မယ်ဆိုတာလေးပြောချင်တယ်ဟိုဖိုင်ထူးတွေ connection တအားလှနော်ဖိုင်ထူးတွေအရင်မိုက်တဲ့ connection อ่ะ okay ဘာပြောချင်လဲကြည့်အောင်ငါပိုကောင်းတဲ့လူတယောက်ဖြစ်လာနေပါပြီတဲ့စူးစမ်းနေပါရင်တော့သူခင်ဗျာသူလည်းပြင်ပန်းနေတယ်သူလည်းပြင်ပန်းနေတယ်နော်င
ငါတို့တယောက်နဲ့တယောက်တော့လွတ်ချဖို့လိုအပ်တယ်တဲ့တယောက်နဲ့တယောက်လွတ်ချဖို့ဆိုတော့တယောက်ကိုတယောက်မေးဖို့မဟုတ်ဘူးဖြစ်နေတဲ့အရာတွေနော်ဂျားထဲမှာဖြစ်ပျက်နေတဲ့အရာတွေမှာမလိုအပ်တဲ့ negative effect တွေကိုလွတ်ချဖို့တော့လိုအပ်တယ်တဲ့မင်းမသိပါဘူးတဲ့မင်းကိုမေးပြဖို့ဆိုတာမင်းကိုသူ့ဘဝတွေကထုတ်ပြဖို့ဘလောက်ခက်ခဲလဲဆိုတာမင်းမသိပါဘူးဆိုတော့မထုတ်ပြနိုင်ဘူးပေါ့နော်ငါကောင်ကတော့ငါပျောက်ဆုံးသွားတယ်ခဏလေးတော့ငါပျောက်ဆုံးသွားတယ်တဲ့အတူလည်းဖြစ်နိုင်တယ်ကိုလည်းဖြစ်နိုင်တယ်ကိုလည်းကိုပျောက်ဆုံးနေရမျိုးလေးဖြစ်နိုင်တယ်ပေါ့နော်ငါဆူတောင်းပါတယ်မျောလင့်ပါတယ်ဒီအခြေအနေတွေကနေပြီးတော့ထူးထူးခြားခြားပြောင်းလဲလာပါစေပေါ့နော်ငါဆူတောင်းနေတယ်မျောလင့်နေတယ်ဆိုတော့ connection လေးကအရင်လှတယ် so connection ဖြစ်တယ်တယောက်နဲ့တယောက် strong ဖြစ်တယ်တလား strong ဖြစ်တဲ့ connection ရှိတယ် so စိတ်အလုပ်တွေလောက်ကမှ healing လုပ်ရမှာတွေနားလည်မှုတွေခိုင်မြဲအောင်လုပ်ရမှာရှိတယ်နောက်တစ်ခါ transformation state ကိုလည်းရောက်နေနောက်ထပ် next level တက်ဖို့အတွက်ကို universe test တွေလာနေလို့ကျွန်မခံစားရတယ်ဒီတစ်ခါသူပြန်ရောက်လာလို့ရှိရင်တော့တယောက်နဲ့တယောက်က wedding အထီကိုသွားနိုင်လိမ့်မယ်ဒါပေမဲ့စိတ်ရှည်ရမယ်เนาะအခု reading ကိုကြည့်ပြီးတော့မနေ့ပြန်တစ်ပတ်ခါရောက်ပါစေဆိုပြီးတော့ထိုင်မျောနေတော့ကိုပင်မန်းနဲ့လှုပ်ရှားရှိတာကိုလှုပ်ပါ healing လှုပ်ရှားရှိတာလှုပ်ပါကိုချစ်ပေးပါเนาะဖြည်းဖြည်းနဲ့ divine ကလှုပ်သွားပါလိမ့်မယ် okay အဲ့တော့ပိုင်ထူးတွေကံကောင်းပါစေအခြေရေးမှာเนาะကံကောင်းမယ်လို့လည်းပြေဝယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်